iPhone လို့သဘောထားပါ update လုပ်ရမယ်ဒီတိုင်းနေတော့17 2011တည်းကထွက်သွားရင်တို့လွတ်ပြစ်တော့မှာလူရစွန့်ပြစ်တော့မှာ12 13 14 15 16အခု19အဲ့လိုမျိုး update ဖြစ်နေမှာလူတွေကလိုချင်နေမှာကိုမကိုဖြစ်နေမှာအဲ့အတွက်ဘာလုပ်ရမလဲအရင်ကအားနေချက်တွေထပ်ဖြစ်အရင်ကောင်းတဲ့ဟာကိုထိမ့်သိမ့်ပိုကောင်းအောင်စူးစမ်းသုံးချကြည့်ဘာမျိုးဖြစ်နေရမလဲအမြဲဖြစ်နေရမှာအပြင်တင်တဲ့ကိုယ်တိုင်ကိုကြအနီးကပ်လူတွေလာရောက်တင် जा ခြင်းတဲ့သူတွေအတွက်လာမယ်8လပိုင်း30ရက်နေ့မှာစတင်ဖွင့်လှစ်တင် जा ပေးသွားမယ်အခြေခံတင်တန်းနဲ့အရှင်းမြမြန်မာပွဲတက်ဝတ်ဆောင်တင်တန်းတွေတက်ရောက်လူသူများကကြိုတင်စီးရင်ပေးသွင်းအနှံနိုင်ပြီပဲဖြစ်ပါတယ်ခင်ဗျာဒါအပြင်အခြေခံကနေမှဘာသာစုံတင် जा ခြင်းတဲ့သူတွေအတွက်စုစုပေါင်း380ကျပ်တိတိအခမဲ့တင် जा ခွင့်အစီအစဉ်လည်းရှိပါတယ်ခင်ဗျာပွဲတက်အရှင်းမြမွန်မန်နိုဘရာတင်တန်းတွေကိုတင် जा ခြင်းတဲ့သူတွေအတွက်လည်း360ကျပ်တန်ဖိုးရှိတဲ့10ဘာသာကိုလည်းအခမဲ့တင် जा ခွင့်ရရှိသွားမှာဖြစ်ပါတယ်ခင်ဗျာဒီနှစ်အတွက်ကတော့ဒီအတန်းတွေပဲတက်ရောက်နိုင်မှာဖြစ်ပါတယ်ခင်ဗျာတင်တန်းစုံစမ်းလိုတဲ့သူများက3998964333နဲ့ဖုန်းသို့မဟုတ် Viber သို့မဟုတ် Telegram ကိုလည်းအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တယ်လို့မျိုးအခုပြရတဲ့ PSCB မှာလည်းတွားအောင်စုံစမ်းမေးမြန်းနိုင်ပါတယ်အပြင်တင်တန်းတက်ရောက်ခြင်းတဲ့သူတွေအတွက်တင်တန်းကျောင်းလိပ်စာလေးကိုလည်းပြပေးထားပါတယ်အမှတ်965တောင်အုတ်ကလာဇာနီအောက်ဖက်10လမ်း9ရပ်ကွက်မှာပဲဖြစ်ပါတယ်ခင်ဗျာအသက်မွေးကျောင်းပညာရပ်ဖြစ်ဘဝရပ်တည်ခြင်းသူတိုင်းအတွက် Professional Fashion App PFA တင်တန်းကျောင်းတွေကြိုဆိုလိုက်ပါတယ်